အခုချိန်မှာလေအခုချိန်မှာတိုင်းရင်းသားလက်နက်ကင်နေတာညီမယ်ဆိုရင်လေဒီမအားလာခွေးပြေးဝပြေးမှာမအားလာမှာကဘာအင်အားမှမရှိဘူးကျွန်တော်အတိအကျပြောပြအောင်နော်ဘာအင်အားမှမရှိဘူးမအားလာမှာကဒီမင်းအွန်လိုင်းရဲ့တပုံစစ်တမ်းမှာကဘာအင်အားမှမရှိဘူးဆိုတာအခုမှမဟုတ်ပါဘူး1999ခုနှစ်2000ခုနှစ်ကလာကြတဲ့ကဒီတပ်မတော်အင်အားကိုမရှိတော့တာပြောချင်တာကဒီအခုနိုင်ငံတော်ပုံကမှုနိုင်ငံတော်ရဲ့တိစဖို့စစ်တပုံဖြစ်နေတဲ့ချိန်မှာဒီတိုင်းရင်းသားလက်နက်ကင်တွေကဖြီးပြီးမှတိုက်မှဆိုတော့ဒီမင်းအောင်လှိုင်အဖွဲ့ကြောက်တိုင်းရင်းသားလက်နက်ကင်တွေညီမညီပဲနဲ့တိုင်းရင်းသားလက်နက်ကင်တွေကတေချာလေးလာမဆိုအများကြီးပဲဟာလက်နက်ကင်ပုံမနေမနိုးပဲအဲ့လက်နက်ကင်မှာအကုန်လုံးပြန်ပြီးတိုးကြည့်လိုက်လို့ရှိရင်တော့ဒီမအားလာစုအင်အားထက်တော့မများသေးတယ်မအားလာအင်အားထက်တော့မများသေးဝဒေတာပဲကြည့်လိုက်ဝဒေတာမှာဆိုတော့ဒီမနှစ်တုန်းက2019ခုနှစ်မှာဘာနှစ်2019လား2018မှာလားမသိဘူးဝရဲ့နှစ်30ပြည့်အခမ်းအနားမှာတော့အင်အားပြတာ3,604,000ရှိတယ်ဝါဒါမတော်မှာက3,604,000ရှိတယ်ဒါပေမဲ့နှစ်30ကျော်လာပြီနှစ်30ကျော်လာဆိုဝါဒါမတော်ဘာမှတိုက်ပွဲအတွေ့အကြုံတော့မရှိဘူးနှစ်30ကျော်လာပြီစစ်အင်အားတော့အတိုးချဲ့နိုင်တယ်ဒါပေမဲ့ဘာမှတိုက်ပွဲအတွေ့အကြုံမရှိဘူးချင်းသားရဲ့ဝါသားရဲ့ဘာမှတိုက်ပွဲအတွေ့အကြုံမရှိဘူးဝါဆိုတော့ပိုဆိုးတာပေါ့ဗျာတိုးကြိုင်ရဲ့ကျေးဇူးကြောင့်ဥခင်ညောနဲ့တိုးကြိုင်ရဲ့ကျေးဇူးကြောင့်သူတို့ကငင်းချမ်းယူနေတဲ့အချိန်ကာလမှာသူတို့ဝါပြီးတိုးဖွံ့ဖြိုးတိုးတဲ့အောင်လုပ်တဲ့စစ်အင်အားတွေတိုးချဲ့တယ်ဒါပေမဲ့သူတို့မှစစ်ရေးအတွေ့အကြုံဘာတစ်ခုမှမရှိဘူးရတဲ့ဒါသူတို့ကငင်းချမ်းယူပြီးခါမှာအခုဆိုရင်ဖွံ့ဖြိုးတိုးတက်နေတာပေါ့တကယ်တမ်းပြောမဆိုတော့အဓိကကျွန်တော်ပြောချင်တာတော့ဒီဝါနဲ့တင်မြန်မာတပ်မတော်နဲ့ဝါနဲ့တင်တိုက်အင်ကွာဒီဝါကိုမြန်မာစစ်တပ်ကနိုင်ဖို့ဆိုမလွယ်ဘူးမြန်မာစစ်တပ်မှာကဘာကြောင့်အင်အားမရှိလဲဆိုတော့ဘာကြောင့်ဝါကိုမနိုင်မှာလဲဆိုတော့သူဝါမှာက3,604,000အပြည့်ရှိတယ်တစုတစည်းတည်းရှိတယ်မြန်မာတပ်မတော်မှာကဒီမြန်မာနိုင်ငံတနိုင်ငံလုံးအတိုင်းအတာမှာသူကတပ်ကိုဖြန့်ထားတယ်လေဒီစကားခါတော်မှာစစ်စင်ကိုကဲမှုဌာနချုပ်တော်မှာစကားခါတော်မှာ21ခုလား24ခုလားအထိရှိတယ်မြန်မာနိုင်ငံတနိုင်ငံလုံးမှာတိုင်းရင်းပေါင်း400ကျော်တယ်ထင်တယ်400ကျော်မှာတိုင်းရင်းပေါင်း400ကျော်မှာအမှစကားခါတွေရှိတယ်စကားခါကတိကနဲ့စာပြီးခါမှာ20ကျော်ရှိတယ်တမ္မတွေအများကြီးရှိတယ်ပြီးတော့တိုင်းသားလို့ခေါ်တဲ့ခလာရတွေရှိတယ်နော်အဲ့လိုတိုင်းရင်တပ်ဖွဲ့တွေကတော့အများကြီးရှိပေမဲ့ဒါစစ်အင်အားမရှိဘူး1995 1994 95မှာကတိုင်းရင်သေးမှာကစစ်သားအင်အား400 300 400 500အထိရှိသေးတယ်1999 98ရောက်လာတဲ့ချိန်ကျတော့တိုင်းရင်သေးမှာကလူအင်အားက200 180 200ဖြစ်လာ2000ခုနှစ်ရောက်လာတဲ့ချိန်ကတော့တိုင်းရင်လုံးပေါင်းမှာ100ကျော်120 ရှိလာတယ်တချို့တပ်တွေမှာဆိုရင်90 80ရှိလာတယ်အခု2020အတွင်းမှာဆိုရင်ကြည့်ဗျာတိုင်းရင်ဒီလုံးပေါင်းမှာလူပေါင်း90ပဲရှိတယ်တိုင်းရင်100တော့မပြည့်တော့နော်1995 96 99 98တိမှာဆိုရင်စီတန်းတော်လို့ရှင်တပ်ခွဲတစ်ခွဲမှာတင်နော်လက်နဲ့ကြီးတပ်ခွဲတစ်ခွဲမှာတင်အင်အား90 80ရှိတယ်တိုင်းရင်ဒီလုံးမဟုတ်ဘူးနော်တပ်ခွဲတစ်ခွဲနော်လက်နဲ့ကြီးတပ်ခွဲမှာအင်အား90 80ရှိတယ်အနည်းဆုံး40 50စတရားဖြစ်တိုင်းရင်ဒီလုံးမှာလူပေါင်း300အထိရှိသေးတယ်99 98အထိပေါ့ကွာ94နဲ့စပြီဆိုတော့အခုချိန်မှာကတိုင်းရင်ဒီလုံးမှာကွာတိုင်းရင်ဒီလုံးမှာလူပေါင်း90ရှိတယ်အဲ့မှာထွေတွေနှုတ်လိုက်ပါနှုတ်လိုက်ဟိုနှုတ်တရားနှုတ်တော့စေတန်းထွက်နိုင်တယ်လူပေါင်း50 60 90ပဲထွက်နိုင်တယ်ထားလိုက်အဲ့လိုလူပေါင်း50 60 90ထွက်နိုင်တဲ့ထဲမှာကအရာရှိတယ်ပုံများတာအရာရှိတယ်ဘာမှသုံးစားလို့မရဘူးလေဆန်ကိုမြေလေးဟိုအလကစော့ပူတွေပဲရှိတယ်လေအဲ့လိုဖြစ်နေတဲ့အချိန်မှာတကယ်မြန်မာနိုင်ငံမှာစစ်တီးအား4သိန်းရှိတယ်5သိန်းရှိတယ်ဆိုမှဒီမအားလာကြီးကလေ
နိုင်ငံတို့ဘတ်ဂျက်တွေကပို့ပြီးထုတ်စားနေတာနော်တလားကိုဒီဟိုစစ်တီရဲ့လာစားတွေကိုလိန်စားနေတာစစ်တီ4သိန်းရှိတယ်5သိန်းရှိတယ်ဆိုပြီးခါမှာ shock ပြောနေတာကြီးရည်ပေါင်းမှစစ်တီ4သိန်း5သိန်းရှိတယ်လို့သူတို့ပြောတယ်ကြီးရည်ထဲမှာဟိုပါတဲ့ဟိုရေတပ်ဟိုကြီးတပ်အကုန်လုံးပေါ့ဗျာပေါင်းမှာကွာဆေးတပ်နော်ပြီးတော့ဟို BE တပ်နော်ဝန်တင်တပ်ဟိုအကုန်လုံးပေါ့ဗျာဝန်တင်တပ်ဆိုတော့ဘယ်သူမှလည်းသိတာမဟုတ်ဘူးအကုန်လုံးပေါင်းမှာစစ်တီ4သိန်း5သိန်းရှိတယ်လို့ပြောကြတာမရှိတော့ဘူးအခုမြန်မာနိုင်ငံလုံးတနိုင်ငံလုံးပေါင်းမှာစစ်သားအင်အားက7သိန်းတော့မရှိတော့7သိန်းတော့မရှိတော့တဲ့စစ်တီအင်အားမှာက तू ကတစုတစီထဲနေတာမဟုတ်ဘူးတနိုင်ငံလုံးမှာမြန်မာနိုင်ငံလုံးအနှံ့မှာက तू ကတပ်ဖြတ်ပြီးနေရတဲ့အချိန်မှာဘယ်လိုမှအင်အားစုလို့မရဘူးအဲ့လိုဖြစ်နေတဲ့အချိန်မှာတကယ်လို့တိုက်မယ်ဆိုတော့ဂျန်တဲ့တိုင်းရင်းသားတွေမတိုက်နိုင်အောင်ဟိုဂျန်တဲ့တိုင်းရင်းသားတွေကမတိုက်နိုင်အောင်ဝါတွေကပဲတိုက်လို့ရှိသေးစစ်တပ်ကပြုတ်တယ်ဒါမှမဟုတ်ဝါကလည်းဒီစစ်တိုက်တာအတွေ့အကြုံမရှိတဲ့အချိန်ကလည်းကြောက်နေတာဘာမှဟိုအင်အားတော့အများကြီးပဲဒါပေမဲ့ဘာမှဟိုအတွေ့အကြုံမရှိတဲ့အချိန်ဘာမှမတိုက်ရပါအခုချိန်မှာဒီစစ်တပ်ဘုံကတိုင်းပြည်ရဲ့တစ်စဖော်လုပ်ပြီးခါမှာအခုလိုပြည်သူလူထုတွေတပ်ဖြတ်နေတဲ့အချိန်မှာနော်နိုင်ငံတော်ပုံကမှုဖြစ်နေတဲ့အချိန်မှာတိုင်းရင်းသားတွေကတော့ဝါဖြစ်ဝိုင်းမိမတိုက်လိုက်လို့ရှိရင်မြန်မာစစ်တပ်လုံးဝပြုတ်ကျသွားမှာတချို့ဟာတွေကစစ်တီင်အား5သိန်းရှိတယ်4သိန်းရှိတယ်အဲ့ဒါကမအားလာကသူ့ဟာသူလှစားတယ်လင်စားနေတယ်ဘာ4သိန်း5သိန်းမှမရှိဘူး2သိန်းတော့မရှိတော့ဘူးနော်2သိန်းတော့မရှိတော့ဘူးကဘာကိုကြွားပြနေတာ4သိန်း5သိန်းရှိတယ်ပဲ2သိန်းတော့မပြည့်တော့ဘူးဟော2သိန်းတော့မပြည့်တော့ဘူးတနိုင်ငံလုံးပေါင်းမှဟိုလာတကအစားပေါင်းမှာကွာလာဒီမွေးတဲ့တကအစားပေါင်းလို့မှ2သိန်းတော့မရှိတော့ဘူးဆိုတော့အခုချိန်မှာကဟိုတိုင်းနာအလို့ညီပြီးတိုက်လိုက်လို့ရှိရအခုပြုတ်ကျသွားတယ်တိုင်းအခုချိန်မှာတိုင်းနာလက်နဲ့ကန်နေမှာကတိုင်းနာစစ်သားတွေကတိုင်းနာလက်နဲ့ကန်နေအင်အားများတယ်စစ်တပ်ကအင်အားနည်းနေတာဟိုကဟိတ်နဲ့ဟာနဲ့ချင်းချောက်တော့ဟုတ်တယ်တချို့တိုင်းနာတွေတိုက်ကိုမတိုက်နိုင်တာ30ကျော်လဲလုံးဝမတိုက်ဟိုတနတ်တစ်ချက်မဖောက်တယ်ဟိုစစ်သားတိုင်းနာလက်နဲ့ကန်နေအများရှိတယ်ဝါလည်းအတိုင်းပဲဝါဆိုရင်တကယ်နှမျိုးစရာကြီးသူစစ်သားရင်ကတသိန်းကျော်ရှိတယ်ကွာတသိန်းကျော်ရှိတယ်ကွာအဲ့တသိန်းကျော်ကတနတ်တစ်ချက်မှလည်းမဖောက်ရဲဘူးအခုချိန်မှာဆိုရင်ကဲမြန်မာစစ်ဟိုဒီမြန်မာစစ်တပုံလို့ပေါ့စစ်ချင်းရထိုးပြီးခါမှာဝါကနေပြီးတော့အထီကိုခဏလေးနဲ့ထိုးဖောက်လို့ရတယ်အတိကကျွန်တော်ဘာကိုပြောချင်တယ်လဲဆိုတော့အခုချိန်မှာဒီတိုင်းပြည်ကစစ်အာဏာရှင်စနစ်အောင်မှာကြာနေတဲ့အချိန်ဘာမှအုပ်ချုပ်မှုရန်တဲ့လို့မရတဲ့အချိန်တိုင်းပြည်ရဲ့စီးပွားလည်းလို့မရတဲ့အချိန်ဘာမှဟိုပါပေါ့လှုပ်ရှားလို့မရဘဲနဲ့ तू ကလူတွေကိုတပ်ဖြတ်ပြီးမှခိုးဖို့လူရဲ့ပြီးမှဒီလိုနိုင်ငံရဲ့တစ်စဖော်နိုင်ငံတော်ပုံကန်တို့အဖြစ်နေတဲ့အချိန်မှာတိုင်းနာတဲ့ဝိုင်းပြီးခါမှာကချင်ဆိုလဲဆင်းလာချင်းဆိုလဲရှင်းလာဟိုရခိုင်ဆိုလဲရှင်းလာနော်ရှမ်းဟိုတိုင်းနာလက်နဲ့ကန်အားလုံးမို့ဗျာစီးတယ်များတိုင်းနာလက်နဲ့ကန်အားလုံးရှင်းလာပြီခါမှာဝိုင်းပြီးတိုက်ကြည့်လိုက်ခဏလေးပဲတလတော့မကြောက်ဘူးဒါစစ်တပ်ဟိုဒီစစ်တပ်မှာတော့ဟောတော့ရှိတာပေါ့ဗျာလက်နဲ့ခရအပြည့်စုံစီးတယ်ဘာညာကွီးကွာတွေဒါလေနေဟိုကြီးရည်လေးမှာအပြည့်စုံရှိဒါပေမဲ့လူမှမရှိပဲနဲ့ပစ္စည်းပဲရှိတယ်လူမှမရှိတာဟုတ်ဘသူကကင်လို့ဘသူကတိုက်မှာလဲဘာမှချုပ်ဆရာမလို့အကုန်လုံးတဲ့ဟိုဘေညာနဲ့ဝင်းလဲလို့ရှင်တော့ဘာမှမတန်တဲ့ခဏလေးနဲ့ပြုံးမှာတလားတော့မခံဘူးလုံးဝဟိုပျော့ထွက်တော့မှာအခုချေဘသူမှမတိုက်ရပဲနဲ့တချို့တိုင်းသားတွေလက်နဲ့ကင်နဲ့ပြောတာပေါ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နော်ကိုကံကြမ္မာကိုဖန်တီးခွင့်ဆိုမှလက်နဲ့ကင်နဲ့တိုက်မှမတိုက်ရပဲနဲ့ဘာမှမတိုက်ပဲနဲ့ဟိုစစ်ကလည်းစာမကြည်ဆန်ဝဲတာအခု2021ခုနှစ်ရောက်နေပေါ့လည်းမပေါ့ပဲနဲ့ကြွက်ကလည်းမကိုက်နိုင်ဘူးအကြည်ဆန်နေဒီတိုင်းမနေနေတာပြောချင်တာကကျွန်တော်ကလုံရင်တော့မှကိုတည်းကတော့မပါဝနိုင်ပေမဲ့ကျွန်တော်လုံရင်တော့မှဒီတိုင်းကတော့ဟိုကအလှတော့ကြည်မနေဘူးတနတ်ကတော့ဒီတနတ်ကိုထားပြီးပြီဆိုတာနဲ့တနတ်တလက်ကိုလွယ်လိုက်ပြီဆိုရင်လက်တကားမှရန်သူရှိရမယ်ဒီလိုခံယူချက်နဲ့ဟိုလက်နဲ့ကင်မှလည်းဒီဟိုဖြစ်မှာပေါ့ဒီကိုယ့်ရဲ့တိုင်းနာပြည်သူလူထုအပေါ်မှာပဲအလကလိန်စားနေတာဟိုထောက်ပံ့ပါဒီဟာလုတ်ပါလုတ်ပါဘာမှလည်းမလုပ်ပဲနဲ့ तू လုတ်မှစီသွားမှဟိုကိုပြည်နယ်ကိုလူမျိုးတော့ဆိုမှဂျန်တဲ့လူတွေလည်းထောက်ပံ့လာမယ်ကိုကြီးလာမယ်ထလာမယ်ဟုတ်တယ်မလားဘာမှမလုပ်ပဲနဲ့ဟိုအေးရထဲနဲ့ထူပါဘယ်သူကဘယ်လိုထူမှာလဲ
ဒီကကျွန်တော်ပြောချင်တာအခုကချင်ရဲ့ဝါရကဖိပြီးမှတိုက်နေကြတယ်ကျန်တဲ့တိုင်းရင်းသားတွေကလည်းဖိပြီးတိုက်နေလို့ရှိရင်အခုချိန်မှာလေခွေးကိုကြောင်ပြီးရိုက်တယ်လို့ရိုက်ခံမှာကျွန်တော်ထပ်ပြီးပြောချင်တာကအခုချိန်မှာလေစစ်တပ်မှာဘာအင်အားမှမရှိဘူးမကြောက်ကြနဲ့ဒါမဲ့တခုရှိတာပေါ့ကွာသူ့မှာစစ်တင်မိုးကြီးတွေစစ်လေရင်ကြီးတွေတိုက်ခဲလေရင်ကြီးတွေရှိတာပေါ့ကွာဒါတော့ရှိတယ်ဒါတော့တိုက်ခဲလေရင်နေဆိုတာတော့ဒါလူတယောက်စံနှစ်ယောက်စံလေမောင်းလို့ပြစ်လို့ရတာဒါမဲ့ကြီးတတ်ရေတတ်နော်တိုက်မယ်လို့လည်းမရှိတော့ဘူးနော်မရှိတော့ဘူးတိုင်ရင်တင်လုံးပေါ်မှာလူပေါင်း50 60အဲ့ထဲမှာအရာရှိတွေပြန်နှုတ်လိုက်တကယ်အလုံးလုံးမဲ့ဟိုရဲဘွားနဲ့ဟိုတက်ကြကြီးအဆင့်ထိကဘာမှမရှိတော့ဘူးတကယ်တိုင်းရင်းသားတွေကတော့ဝိုင်းပြီးမှတကယ်တိုက်ကြည့်လိုက်လုံးဝပြုတ်ကိုပြုတ်တယ်အခုချိန်မှာကတိုင်းရင်းသားတွေကဟိုလုံလို့တကယ်အခွင့်တာတဲ့အချိန်အခွင့်ရေးကောင်းတဲ့အချိန်ဒီနိုင်ငံတကာကဒီစစ်တပုံကိုအတိမမပြုဘူးအခုကနိုင်ငံတို့ပုံကန်တို့ဖြစ်နေပြီ CRPH ကလည်းချိန်ညာပြီးသားဘယ်နိုင်ငံကမှအတိမပြုဘူးယူစားနေဟိုပေါက်စီစာဟို WhatsApp ပါစားနေတဲ့ဟိုတရုတ်ကထောက်ခံတာလွဲတော့ဘယ်နိုင်ငံဘယ်လူမျိုးဘယ်ဘာသာကမှမထောက်ခံတဲ့စစ်တပုံကိုနော်စစ်တပုံကိုအခုချိန်မှာတိုင်းနာတယ်ဝိုင်းမှဟိုတိုက်လိုက်လို့ရှိရင်လုံးဝခဏလေးကြာတဲ့အဆစ်အနောက်တော်မြောက်မြန်မာနိုင်ငံမှာရှိတဲ့ဒီဟိုပတ်လည်မှာတိုင်းနာလက်နဲ့ကနေအပြည့်ရှိတယ်အကုန်လုံးဝိုင်းမှဟိုကြားထဲမှာဟိုခွေးကိုကြောင်ပေးရတယ်လို့ရိုက်ပလိုက်အခုချိန်မှာစစ်တပ်ထဲမှာရှိနေတဲ့တိုင်းရင်းသားလက်နဲ့ကင်နေလဲကို့ပြည်နယ်ကို့လူမျိုးစီပြန်သွားကြပါခမရတော့အထက်ကလူတွေကခိုင်းပြီးခါမှာခမရတော့ဟိုကြောင်ထိုးနေတာနော်လူမွင်ဟားနေတာမသိဘူးခမရတော့အဟုတ်ကြီးထင်လို့ပို့ပြီးလူထူတွေတတ်လာဖြတ်လာခိုးလာဖော်လာကျက်ခိုးဝက်ခိုးနော်ဟိုဖုံခိုးစီခိုးစားခိုးဂါရီရက်ခွဲပစ္စည်းခိုးအင်းဒီဖြက်နော်ဆွေဒီခိုးဖျားငွေဒီခိုးမနေ့တနေ့ဆိုနေကြည့်လေတမယုံမှာဖျားငွေဒီခိုးနေကြတာစေးဆိုင်နေတော့လည်းခိုးရှိတယ်များအကုန်ခိုးပွဲလူရဲ့စားတော့နေတော့နိုင်ငံတကာလည်းခင်ဗျားတို့ယောနေတာအခုဆိုနေကျွန်တော်တို့ကြည့်ကြည့်လေငါတို့နားတဲ့ချင်းလေးမှာဖုံဖွန်းလို့ရှင်လည်းခင်ဗျားတို့ရုပ်ပုံနဲ့ခိုးတာဖွက်တာမြင်လို့ရှင်လည်းငါတို့ဖုံကအလကားစထွေးခံရတာနော်စထွေးခံရတာမင်းတို့အဘကြီးမင်းအောင်လေစော်ယူတယ်လူတကားပြောနေတယ်ဒီမှာကိုကဖုံကြည့်နေတာတော့ပေးရလာပဲဖုံကိုစထွေးနေလာထွေးကြတယ်မှာဒီမှာနိုင်ငံသားတွေကဟောဘောကျွန်တော်ကဘာကွာအတိကဟောဘောပြောချင်တယ်လဲဆိုတာအခုချိန်မှာလေတိုင်းရင်းသားလက်နဲ့ကင်တွေကအဆေးအနော်တော်မြောက်အားလုံးကဒီလိုဝိုင်းလာလို့ရှင်တော့ဒီမြန်မာစစ်တပ်လုံးဝကိုဟောမဖြစ်နိုင်ဘူးနော်အခုအရင်အားကဖြန်ဟိုဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီအဆေးအနော်တော်မြောက်မှာကသူစစ်စင်ရကထိုးခိုင်းနေတယ်ဘလို့မှစစ်ရင်အားကမလောက်ဘူးဘယ်သူမှမရှိဘူးနော်ကချင်ပြည်နယ်သွားလိုက်မတာပေါ်လိုက်ကရင်ပြည်နယ်သွားလိုက်မတာပေါ်လိုက်ရှမ်းပြည်နယ်သွားလိုက်မတာပေါ်လိုက်လူအင်အားမရှိဝန်နဲ့လူမရှိတနေ့ပြီးတနေ့တေးနော်စစ်တပ်ထဲမှာလိုင်းခန်းနဲ့အခွန်ကြီးချဲပဲရှိတော့တယ်လူကမရှိတော့ဘူးဟာပဲရှိတော့တယ်ဟိုသူတို့မှယုံမှာအလုံးလုံးတဲ့ယုံပဲရှိတယ်ကြံတဲ့နေဘာမှအင်ထောင်တဲ့လိုင်းနေမှာလည်းလူကမရှိတဲ့လောက်ကိုဖြစ်နေပြီအဲ့လိုဖြစ်နေတဲ့အချိန်မှာတကယ်တမ်းနဲ့တိုင်းအားလုံးနဲ့တို့ညာပြီးခါမှတို့အစီအစဉ်နဲ့စီမံကိန်းနဲ့ညာပြီးခါမှတိုက်လိုက်လို့ဆိုလုံးဝပြုတ်ကြသွားမှာစစ်တပ်ကလည်းပါတယ်တချို့ကအပြစ်ခတ်ရတယ်လက်မှာထိုးကနေတချို့ကရတော့ဟာတိုက်တယ်အဲ့လိုသူကနားလဲပိုင်းနဲ့လှည့်ပြီးလုံးနေတာအခုချိန်မှာကဘာပဲဖြစ်ဖြစ် NC လက်မှတ်တယ်လည်းအကုန်ကျိုးပြက်ပြီးဆိုတော့အခုဝိုင်းဆေးတိုးလာကိုပြည်နယ်မှာပဲစောင့်မနေအကုန်လုံးပမာပြီးကိုအကုန်ဆေးတိုးလာပြီးခါမှတိုင်းအဲ့လိုတိုက်လို့စီဒီမအားလားခဏလေးကြာသွားတာဒီပဇက်ကပဲကိုကညမကိုဖန်တီးခေါ်တနကင်နေဆိုဘာမှလည်းတနတဲ့ချက်မှလည်းမဖောက်ပဲနဲ့ဘာလို့မှလည်းတခင်ယေရှုကလောကကြီးကိုကြွလာဖို့ကလို့သူတဲ့ချင်းပြန်ကြွလာဖို့နီးလာပြီတနတစ်ချက်မဖောက်သေးတဲ့ကျွန်တော်တိုင်းနာလက်နဲ့ကင်နေအများရှိတယ်ဒါကတော့ဖောက်ပါလို့ပြောတာမဟုတ်ဘူးတနမဖောက်တော့ငိမ့်ချမ်းတယ်ငိမ့်ချမ်းတော့ဒီတဝဲလေနဲ့ပဲတဝဲလေကိုလိုချင်တာကပဇက်ကပဲပြောတော့ဘာမှကိုမရနိုင်တာဘာမှကိုမရနိုင်တာကိုပဲဥချိုးကိုပြန်ထားခွန်းနဲ့တက်ပွဲဝင်နေပါတက်ပွဲမှလည်းမဝင်မဲပါတနတ်တစ်ချက်မှလည်းမဖောက်ပဲနဲ့ဘယ်သူကဘာကိုယုံရမလဲအခုဝါနဲ့မဟုတ်ဘူးဆိုလေကရင်ကဖိပြီးတိုက်နေတယ်ကချင်းကဖိပြီးတိုက်နေတယ်ဂျာနဲ့တိုင်းလာတဲ့အခုဖိပြီးတိုက်ရမှာဟိုအင်အားများတဲ့ SSB တို့ SSA တို့ဒီ DNRA တို့ RCSS တို့စေတိုးလာနော်မွန်လက်စေတိုးလာချင်းလက်စေတိုးလာ
naga le se do laရှိတယ်မြန်မာနိုင်ငံမှာလက်နဲ့ကိုင်နေအများကြီးกว่าအဲ့ဒါအကုန်လုံးဒီလိုဆေးတိုးလာလဲကြောင်ထဲမှာပြီးမိပြီဒီမအားလာရကြောင်ထဲပြီးဘာမှလုပ်လို့မရအောင်သူလဲလဲတယ်ဟိုဘက်ကိုသွားလိုက်ဖားလိုက်ဒီဘက်ကိုတိုက်လိုက်ဒီဘက်ကိုတိုက်လိုက်ဟိုဘက်ကိုသွားဖားလိုက်ဟိုဘက်ကိုဖားလိုက်ဒီဘက်ကိုဖိလိုက်အဲ့လိုလုပ်နေတဲ့ချိန်ဘယ်သူမှတိုင်းရင်းသားလက်နဲ့ကိုင်တစ်ဖွဲ့ကိုဖိကိုတိုက်ပြီးဆိုရင်အားလုံးကထားတယ်အခုချိန်မှာဆိုဘာမှအကတလည်းမရှိတော့ဘူး NCA လည်းမလည်းအကုန်လုံးကြိုးပြတ်သွားပြီဆိုတော့တနင်္ဂနွေအခုချိန်မှာမီးဖုတ်လို့ရပြီအခုချိန်မှာမီးမဖုတ်ရင်ကွာတိုင်းနာလက်နဲ့ကနေအမီခံမနေနဲ့တော့နော်သူကငုတ်နေတဲ့ချိန်ကတိုက်စစ်စင်ပေါ့နော်သူလာရင်ကိုကပြော့နော်သူလာကိုပြော့နော်သူပြော့နေတဲ့ချိန်ကိုပိုးအဲ့လိုပေါ့သူကအခုချိန်မှာငုတ်နေတဲ့ချိန်မှာပြီးသူအလုံးထုထောင်းတယ်လို့ညို့လေကောင်းမှာပဲသူတို့ငုံနေတဲ့ချိန်မှာဒီလိုကိုအကုန်လုံးဝိုင်းပြီးဖိပြီးမှတိုက်ပြရမှာအဲ့ဒါမှဟိုဒီအာနာစင်စနစ်ကိုကြာဆုံးမှာပေါ့ပါဇာနဲ့ပဲကျွန်တော်ကဟိုကျွန်တော်လိုပါဇာနဲ့ပဲလိုင်းပေါ်မှာအိုးနေတော့ဘာမှထူးမလာဘူးနောက်ဆက်ပြီးသူတွေပဲဟိုလမ်းမှာမတွေးချောင်းစည်းတာပဲရှိတယ်ဘာမှထူးခြားမလားဟောပေါ့အတိကကျွန်တော်ပြောချင်တာအခုချိန်မှာတကယ်အရေးကြောင်းဖြစ်နေတဲ့ချိန်မှာအရေးတကယ်အရေးဟိုပါပေါ့အရေးဖို့ကာလကြီးမှာတကယ်အင်အားကြီးတဲ့ဝါအနေနဲ့လည်းအတိုင်းပဲတနတ်လည်းမှုတဲ့နေအောင်မယ်တနတ်လေးပါလေအတုံးချပါအောင်ကျန်တဲ့တိုင်းသားတွေကလည်းကိုယ့်အကြောင်းကိုသိပါတယ်နည်းနည်းပါးပါလေးတတ်တိလေးပါလေးလည်းပြကြပါအောင်ငါတို့တတ်တိဆိုတော့ဘယ်လိုရှိရဲ့နော်ငါတို့လိုချင်တဲ့ဒီလိုအာနာစီမဟုတ်ဘူးအဲ့လိုဟာမျိုးလေးတွေလည်းပြကြပါအခုချိန်မှမပြလို့ရှင်တော့ခင်ဗျားပြောဖို့မပြောနဲ့တော့ဘာမှလက်နဲ့ကင်ပါလာမပြောနဲ့အခုချိန်မှသူစစ်တပုံလို့နိုင်ငံတကာတမ်းမှတ်တဲ့ချိန်နော် CRPH ကလည်းကြင်ညာပြီးတဲ့ချိန်အခုကသူကဒီမအားလာကဘာမှလုတ်ပိုင်ခွင့်မရှိဘူးနော်ဥက္ကဋ္ဌတောင်မှခန့်လို့မရတဲ့အချိန်သူကကြောင်ထဲကြောက်ထဲကြနေတဲ့အချိန်မှာနော်ပေးကြနိုင်ကြညှက်နေတဲ့အချိန်မှာခင်ဗျားတို့ကဒီလူကိုမတိုက်လို့ရှင်တော့ဘာမှဟိုတရားဝင်ပြန်ဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ကိုယ်ပိုင်ဥချုပ်ခွန်နေကိုယ်ပိုင်ပြထားခွန်လို့ကျွန်တော်တနကနေလာပြောမနေနဲ့ကျွန်တော်ကြားကိုကြားချင်တယ်နော်ဒီဝါမှာအင်အားအဲ့လိုများတာဝါကားတာတကယ်လို့မြန်မာစစ်တပ်ကိုတကယ်တိုက်မဆိုရင်တကယ်ကျွန်တော်တိုက်စေချင်တာတိုက်စေချင်တယ်လုစားတိုက်မဟုတ်ဘဲတကယ်ကိုတိုက်စစ်ရှင်ပြီးခါမှာတကယ်ခံစစ်နဲ့မဟုတ်ဘဲတိုင်းနာအားလုံးကအခုချိန်မှာခံစစ်နဲ့မလုပ်သင့်ဘူးတိုက်စစ်နဲ့ချတင်တယ်တိုက်စစ်ရှင်အခုချိန်မှာတိုင်းနာအားလုံးလက်နက်ကန်အားလုံးကတိုက်စစ်ရှင်ပြီးချရင်ဒီမအားလာကြောက်ကြတယ်သူအလားပဲစောင့်မနေနဲ့ကိုတိုင်းနာနေတိုက်စစ်ရှင်တင်တယ်အဲ့ဒါပါကျွန်တော်တို့အကြံဉာဏ်ပေးတာပါကိုယ်လည်းတော့မပါဝင်နိုင်ဘူးဒါပေမဲ့ဒီလိုပြောတာတွေကလည်းအများကြီးထိရောက်ပါတယ်နော်ကိုမလက်နဲ့ခရမ်းရှိတဲ့အပြည့်စုံရှိဘာမှမလုပ်တဲ့မလုပ်ဘဲနဲ့ထိုင်နေတဲ့ဆိုင်ကျွန်တော်တို့ကဒီလိုပါစနဲ့ပြောတာဆိုမှအများကြီးထိရောက်ပါတယ်နော်အဲ့လောက်ပါပဲအတိကကျွန်တော်ပြောချင်တာကအခုချိန်မှာနော်ပေးချလန်ချနဲ့ဘာမှလုပ်လို့မရတော့ဟိုတိုင်းပြည်ရဲ့တစ္ဆဖို့တပုံဖြစ်နေတဲ့အချိန်မှာခင်ဗျားတို့တိုင်းသားနဲ့အရှိတော်မြောက်ဒီမြန်မာနိုင်ငံပတ်လေဝိုင်းထားပြီးခါမှာလက်နဲ့ကန်အပြည့်ရှိတဲ့လူကမှအခုချိန်မှာတိုက်စစ်ရှင်လို့ရှင်တော့ကိုယ်ကံကြမှာကိုဖန်တီးရှင်လို့တနတ်ကင်နေပါပြောမနေနဲ့တော့နော်အဲ့လောက်ပဲကျွန်တော်ပြောမယ်